Arsenal ကျွန်တော်တို့လာပြီနော် Arsenal ကျွန်တော်တို့လာပြီဒီပတ်တွေ့မယ် Bruno Cunha Bomo တိုက်စစ်တွေ့တယ်ဆိုကြက်ကြောက်ဖို့ကောင်းတယ်ဗျကျွန်တော်တို့ရဲ့ Manchester ကဲအားလုံးပဲမင်္ဂလာပါ Red King Reaction မှာအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ဒီပတ်ကစားရမယ့်ပွဲစဉ် Manchester United နဲ့ Arsenal တို့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့ပွဲကြိုသုံးသက်လေးလုပ်ပြီးတောင်းတာဖြစ်တယ်ချန်ပီယံအသင်းတွေကိုအနိုင်ကစားပြီးတော့အသင်းကြီးနဲ့တွေ့တိုင်းမှာခြေစွမ်းကောင်းတွေအမြဲတမ်းပြသခဲ့တဲ့ကျွန်တော်တို့ရဲ့ Manchester ပြန်လာပြီ Wow! Premier League Champion Liverpool ကို2ဂိုးနဲ့နိုင်ခဲ့တဲ့အသင်းကကျွန်တော်တို့ရဲ့ Manchester United World Cup ကိုယူထားတဲ့ Newcastle ကိုကျွန်တော်တို့3-3ရတဲ့အနိုင်ရခဲ့တဲ့အသင်းကကျွန်တော်တို့ Manchester United ဖြစ်တယ် FA Cup နဲ့ Community Shield Champion ဖြစ်ခဲ့တဲ့ Crystal Palace ကို2-9နဲ့နိုင်ခဲ့တဲ့အသင်းကလည်းကျွန်တော်တို့ Manchester United အသင်းဖြစ်တယ် FIFA World Cup Champion ဖြစ်တဲ့ Chelsea အသင်းကိုလည်းအနိုင်ကစားခဲ့တဲ့အသင်းကကျွန်တော်တို့ Manchester United ဖြစ်တယ်နောက်ဆုံး Manchester City ကိုလည်း2-3ရနဲ့အနိုင်ကစားနိုင်ခဲ့တဲ့အသင်းကကျွန်တော်တို့ Manchester United အသင်းပဲဖြစ်တယ် next ဘယ်သူလာမလဲ Arsenal ကျွန်တော်တို့လာပြီနော် Arsenal ကျွန်တော်တို့လာပြီဒီပတ်တွေ့မယ် Bruno Cunha Bruno Cunha Bomo တိုက်စစ်တွေ့တယ်ဆိုကြက်ကြောက်ဖို့ကောင်းတယ်ဗျကျွန်တော်တို့ရဲ့ Manchester United အသင်းကဆိုတော့ပထမဆုံးကျွန်တော်တို့ရဲ့အသင်းနှစ်သင်းကိုကြည့်မယ်ဆိုရင်တော့အစင်အလာရကျွန်တော်ကြည့်မယ်ဆိုရင်တော့ဟိုအရင် Ferguson ခက်ပြီးတော့Arsene Wenger ခက်နားနဲ့ကြည့်မယ်ဆိုရင်တကယ်ပြန်ဖက်ကောင်းနေဖြစ်တယ်တကယ်နာမည်ကြီးခဲ့တဲ့အသင်းဖြစ်တယ်ပြီးတော့ဒီနှစ်သင်းကတော့ကိုနိုင်တူနိုင်ဖြစ်နေကြတယ်သူတို့ပွဲကကျွန်တော်မှတ်မိတယ်လို့ပွဲ60နဲ့တပွဲသူတို့ဆော့တယ် Manchester United က23ပွဲနိုင်တယ် Arsenal က22ပွဲနိုင်ထားတယ်ဆိုတော့တပွဲပဲ Manchester United ကတာတယ်ဒါပေမဲ့16ပွဲကတည်ကြီးဟုတ်တယ်16ပွဲတည်ကြီးကြတယ်ဆိုတော့ Manchester United ကဒီ Arsenal အသင်းကိုငယ်နိုင်လို့ပြောရမယ်အခြေအနေမှာရောက်နေတယ်ဘာလို့ဆိုငယ်နိုင်ဆိုတဲ့နေရာမှာ Manchester ကသူတို့ရဲ့စံချိန်တွေကအမြဲတမ်းချိုးလေးရှိတယ်ဗောနော်ဆိုတော့ပြီးခဲ့တဲ့2004 2005မှာလား2003 2004မှာထင်တယ်ဟုတ်တယ်သူတို့ Arsenal ရဲ့49ပွဲရှုံးပွဲမရှိတဲ့ဟာကို Manchester United ကရိုက်ချိုးပလိုက်တာဗောနော်သူက Arsene Wenger နီးပြတော့ပွဲတွေလုံးမယ်ဘာညာသူပြောတာဗောဒါပေမဲ့ရိုက်ချိုးပလိုက်တာပြီးရောဆိုတော့ဒီနှစ်မှာလဲဒီလာမယ့်ပွဲမှာလဲအင်ဂုမှာ Arsenal ကလုံးဝမရှုံးသေးဘူးချန်ပီယံလိဂ်ဖလားမှာလဲသူတို့ကချန်ပီယံလိဂ်ကန်တဲ့ပွဲမှာလဲသူမရှုံးဘူးအင်ဂုပြီးခဲ့တဲ့9ပွဲမှာ Aston Villa နဲ့ရှုံးတယ်ဒါပဲရှိတယ်အဲ့ဒါဂျာတဲ့ပွဲကအကုန်လုံးတည်ရအနိုင်တကယ်ကိုကောင်းတဲ့နောက်တန်းတကယ်ကောင်းတဲ့ Arsenal အသင်းဖြစ်တယ်ဆိုတော့နောက်တန်းမှာလဲသူတို့ကGabriel ရှိတယ် Saliba ရှိတယ် Timber ရှိတယ်3ယောက်ဒီ3ယောက်တွဲရတအားကိုကောင်းတယ်ပြီးတော့အလဲမှာဆိုတော့Rice Daniel Rice ရှိတယ်သူက free kick တွေပါတယ်ကောင်းတယ်နည်းတိထားဖို့လိုတယ်ပြီးတော့တိုက်စစ်မှာလဲကြည့်မယ်ဆိုရင်လည်းတကယ်ကောင်းတဲ့တိုက်စစ်တွေအများကြီးပိုင်ဆိုင်ထားတယ်အရှိတ်ဘက်မှာ Yorkshire ရှိတယ် Saka ရှိတယ်ဒီဘက်မှာ Trossard ရှိတယ်ပြီးတော့အသစ်ဝယ်ထားတဲ့ကစားသမားတွေအများကြီးရှိတယ်တိုက်စစ်တွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ Manchester United မှာလည်းတကယ်တိုက်စစ်တကယ်ကိုဆင်မြန်တဲ့တိုက်စစ်တွေအများကြီးဖွဲ့ထားတယ်ဆိုတော့အရှိမကဘိုးမိုးရှိတယ်အာမတ်ရှိတယ်ပြီးခွန်းညာရှိတယ်ပြီးတော့ Bruno ရှိတယ်ဒီဘက်မှာမိုင်းနိုရှိတယ်ခန့်စစ်မှာဆိုရင်လည်းကျွန်တော်တို့ကမကွာယာနဲ့ဒီမတ်တင်နဲ့ကတော့အတွဲမိနေတယ်ဗောနော်ဆိုတော့ကျွန်တော်တို့အခုနီးပြအတိတ်ကင်တဲ့ Michael Carrick ရဲ့ကစားပုံထဲမှာဆိုတော့တကယ့်ကိုကြောက်ဖို့ကောင်းတဲ့တိုက်စစ်အတွဲတွေလည်းသူပိုင်ဆိုင်ထားတယ်ပြီးတော့ defensive line မှာလည်းကျွန်တော်ကောင်းကိုခန့်လုံးကျွန်တော်လုပ်ထားတယ်ဆိုတော့အခုကျွန်တော်တို့ရဲ့နီးပြအတိတ်ဆော့တဲ့နီးပြအတိတ်ကစားတဲ့ formation ကတော့4-3-3လို့လည်း
ပြောလို့ရတယ်4-2-4-4-2လို့လည်းပြောလို့ရတယ်ဆိုတော့တခါလေးမှဆိုရင်တော့သူက4-4-3-3ပြောင်းပြီးတော့အခြေအနေကြည့်ပြီးတော့4-2-2ပြန် defend ပြန်လုပ်တာတွေလည်းရှိတယ်ဆိုတော့တကယ့်ကိုကောင်းတဲ့နေ့စနစ်ပိုင်းဖြစ်တယ် Emery နဲ့ဆိုရင်တော့တခြားစီပဲ Ferguson ရဲ့တွေးပါတယ် Manchester ရဲ့တွေးပါတယ်အဲ့ဒီ Michael Carrick နည်းပြမှာအတွေးပါတဲ့အတွက်ကြောင့်သူ့ရဲ့စိတ်ဓာတ်ကစားသမားရဲ့စိတ်ဓာတ်တွေတော့သူမြင့်တင်ပေးရတယ်ဒါကြောင့်ကျွန်တော်တို့ Man City ကိုလည်းနိုင်ထားတယ်ဒီပတ် Arsenal နဲ့ပွဲမှာလည်းကျွန်တော်တို့က Arsenal ကကျွန်တော်တို့ကိုဘောလုံးပြီးဆော့မယ်ပြီးကင်မယ်ဆိုရင်တော့ကျွန်တော်တို့ကိုတွန်းဖို့ကနည်းနည်းလေးအခက်အခဲတွေ့နိုင်တယ်ဘာလို့လဲဆိုရင်တော့ Arsenal က high pressing ကစားမယ်ဆိုရင်တော့ကျွန်တော်တို့တက်ကအခွင့်အရေးတွေအများကြီးရှိတယ်ဒါပေမဲ့သူတို့က defensive line ကိုသူကစားသွားမယ်ဆိုရင်တော့ကျွန်တော်တို့တက်တော့နည်းနည်းကိုရဖို့တော့ခက်တယ်ဒါပေမဲ့ဘာဖြစ်ဖြစ်ကျွန်တော်တို့ကအကောင်းဆုံးတိုက်စစ်တွေနဲ့ vision ကောင်းတဲ့ Bruno ရဲ့ပံ့ပိုးမှုတွေနဲ့ကျွန်တော်တို့ကိုနိုင်ရမယ်လို့တော့ကျွန်တော်ထင်တယ်ပြီးတော့ Arsenal ရဲ့ခံစစ်မှာလည်းတကယ်ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့တိုက်စစ်နဲ့ပြန်ရှင်လိုက်လို့ရှိရင်တော့တိတ်ခက်ခဲမယ်လို့တော့ကျွန်တော်မထင်ဘူးဒါပေမဲ့ဒီ Premier League ဒီနှစ်မှာတော့ Arsenal ရဲ့ခံစစ်တရိုင်းရတော့တော်တော်ကောင်းတဲ့အနေအထားမှာရောက်တယ်ပြီးတော့ကျွန်တော်တို့တိုက်စစ်မှာလည်းအခုဆိုရင်တော့တိုက်စစ်ပိုင်းကကျွန်တော်တို့ကအသွယ်မိလာတယ်ကျွန်တော်တို့ကပြီးတော့ midfield နဲ့ကစားတဲ့အချိန်မှာအသွဲတွေမိလာတယ်အခါကျတော့ Manchester United ကဘောလုံးကင်မယ်ဆိုရင်တော့ကျွန်တော်တို့ကူးရဖို့နည်းနည်းခက်တယ်ဒါပေမဲ့ Arsenal ကဘောလုံးကင်မယ်ကျွန်တော်တို့ကသူတို့ကိုပေးကင်မယ်ကျွန်တော်တို့က9ရမယ်ပေါ့9ရအောင်ကျွန်တော်လုပ်မယ်ဒါပေမဲ့တစ်ချက်ကျွန်တော်တို့ကသတိထားရမယ့်အချက်ကတော့ set piece ပေါ့နော် set piece မှာသူတို့ကအများနဲ့ကိုသွင်းတဲ့သူကတော့ဒီကော့ဘရယ်ကိုလည်းကြောက်ဖို့ကောင်းတယ်သူနောက်သားနဲ့တက်ပြီးတော့ကောင်းတိုက်ပြီးတော့ကိုသွင်းတာလို့ရှိတယ်ဒီပြီးခဲ့တဲ့ပထမအဆုံးကျွန်တော်တို့ကစားတဲ့ပွဲမှာလည်းဒီတကိုးကြောင်ပဲကျွန်တော်တို့ကရှုံးခဲ့တာပေါ့နော်ဒါပေမဲ့ရှုံးတဲ့ပွဲမှာလည်းကျွန်တော်တို့ကခြေအတာနဲ့ကစားခဲ့တယ်ပေါ့နော်ဆိုတော့ဒီပွဲမှာလည်းကျွန်တော်တို့ကနိုင်ကိုနိုင်ရမယ်ဒီ Arsenal ကိုကျွန်တော်နိုင်ကိုနိုင်ရမယ်လို့ကျွန်တော်တို့သုံးသပ်ချင်တယ် Michael Carrick နည်းပြရောက်လာတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကတပွဲဆိုပေမဲ့သူကစားသမားတွေရဲ့လုပ်ပုံကင်ပုံနည်းပြရဲ့နေ့စနစ်ပိုင်းကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကအများကြီးကိုတိုးတက်တာရှိတယ်ဒီမှာရှိတဲ့ကျွန်တော်တို့ရဲ့ Manchester ပရိသတ်တွေဘယ်သူနိုင်မလဲဆိုတာ comment မှာပြောပြီးတော့ရေးပေးကြပါနော်ကဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်